ထိတ်တန်းကစားသမားတွေကိုဖမ်းဝရမ်းထုတ်တဲ့အထိဖြစ်လာတဲ့တူရကီလှုပ်ပွဲအရှုပ်တော်ပုံတူရကီနိုင်ငံမှာဘောလုံးသမား1000ကျော်ပါဝင်ပတ်သက်နေတယ်လို့သတ်မှတ်ထားတဲ့လှုပ်ပွဲအရှုပ်တော်ပုံဟာထိတ်တန်းကစားသမားတွေကိုဖမ်းဝရမ်းထုတ်တဲ့အထိအရှိန်မြင့်တက်လာခဲ့ပါပြီ။တူရကီရှေ့နေချုပ်ရုံးကလှုပ်ပွဲဖန်တီးခဲ့တယ်လို့သတ်မှတ်နိုင်သူ46ဦးကိုဖမ်းဝရမ်းထုတ်တဲ့နေရာမှာထိတ်တန်းကစားသမား29ဦးထိပါဝင်လာခဲ့တာပါ။ဒါအပြင်ဖမ်းဝရမ်းထုတ်ခံရသူတွေထဲမှာကလပ်သင်းဥက္ကဋ္ဌတွေတင်မကပဲဘောလုံးပွဲကြီးညာသူတွေလည်းပါဝင်လာပါတယ်။ဖမ်းဝရမ်းထဲမှာပါဝင်တဲ့ကစားသမားတွေထဲမှာ29ဦးဟာသူတို့အသင်းဘက်ကနေလောင်းခဲ့ကြပြီးလှုပ်ပွဲဖန်တီးခဲ့တာဖြစ်တယ်ဆိုတဲ့အထောက်အထားတွေလည်းတွေ့ရှိထားပါတယ်။ဝရမ်းထုတ်ခံရသူတွေထဲမှာလောင်းကစားကြောင့်6လပွဲပယ်ပြစ်ဒဏ်ချမှတ်ခံထားရတဲ့တူရကီချန်ပီယံဂါလာတာဆာရီကစားသမားမီတီဟန်ဘယ်တာစီလည်းပါဝင်ခဲ့ပါတယ်။တူရကီရဲတပ်ဖွဲ့ဟာဖမ်းဝရမ်းထုတ်ခံရသူတွေထဲက35ဦးကိုဖမ်းဆီးထိန်းသိမ်းခဲ့ပြီးဖြစ်တယ်လို့လည်းတူရကီရှေ့နေချုပ်ရုံးကသတင်းထုတ်ပြန်ခဲ့ပါတယ်။ဘောလုံးပွဲတွေကိုရင်ခုန်ကျင်းသူတွေအတွက်24နာရီလုံးဝန်ဆောင်မှုအပြည့်ပေးနေတဲ့ AKL Online Service ရှိပါတယ်။ 555 Mix နဲ့ iBet 789အပါအဝင်မိတ်ဆွေတို့နှစ်သက်တဲ့ဘောလုံးနဲ့ပတ်သက်တဲ့ရင်ခုန်စရာဝန်ဆောင်မှုအားလုံးကိုရယူနိုင်ပါတယ်။စိတ်ဝင်စားတဲ့ဆိုရင် Viber နံပါတ်39 439 445 335ကိုဆက်သွယ်နိုင်ပါတယ်။